စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာကိုယ်ပိုင်ရည်တည်ခြင်းနဲ့လုပ်ငန်းမှုတွေရဲတင်နေရှေ့တိုးလုပ်မယ်သူတစ်ပါးနောက်လိုက်လုပ်တဲ့ကိစ္စတွေအကုန်လုံးအနှောက်အယှက်တွေရှိမယ်တပားသူအကြံဉာဏ်ကိုယူပြီးလို့ရင်အကုန်လုံးမှားမယ်ကိုယ်ပိုင်အကြံဉာဏ်နဲ့လုပ်ပါတွဲလုပ်တာနဲ့တကူတော့တာကြိုးပေးမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခဖြစ်တတ်တဲ့အငင်းခုန်များတာကိုလျှော့ရမယ်ဒီကာလအတွင်းငွေကြေးများစွာမြုပ်နှံခြင်းလုံးဝမလုပ်ရနဲ့မြုပ်လိုက်ရင်အကုန်လုံးရှုံးသွားနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကိုရအောင်လုပ်လို့ရတယ်ဒီချိန်မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုရင်မလွဲသေးကြပါဘူးရမယ်တရက်နေ့ကတော့ရန်တိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်နေ့ဖြစ်တယ်နှစ်ရက်နေ့မှာအရာရာဆင်ပြေမယ်ကံကောင်းခြင်းရှိမယ်ဒါပေမဲ့မတော်ဆနေကျူးဆန်မယ်တောင်ရက်ကုန်တီသွားစရာနေ့ဖြစ်တတ်တယ်နေ့စရနိုင်တဲ့တန်နိုင်ခွဲကြွသတိထား၃ရက်နေ့မှာတော့ငွေကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးရာကံဖျားဖျားအလုံးစုံကောင်းခြင်းတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုရရှိနိုင်တယ်၄ရက်နေ့မှာရန်တိုက်ခံနေနဲ့ရှင်ပြီးလောက်ရမှာအခက်အခဲကြုံမယ်ပြီးမှငွေကြေးကိစ္စလုပ်ငန်းကိစ္စဆင်းပြေမယ်၅ရက်နေ့မှာမှန်းတာနဲ့လက်တွေ့ကမယ်ဒါပေမဲ့ကိုလို့ချင်တာကိုရဲတင်းနေလို့အဆုံးပိုင်းမှာဆင်ပြေသွားမယ်6ရက်နေ့ကရပိုင်ခွင့်တွေပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်အရာရာတိုက်ခံကြတဲ့ထိုးပေါက်ပြီးလောက်ကင်နိုင်တဲ့ရှင်းမြောက်ရက်ကိုဥတီသွားစံနေကျူးဆက်ရမယ်မနေ့၄နိုင်ခွဲနဲ့6နိုင်ကြာသွားလာကျူးဆက်ရမယ်9ရက်နေ့မှာအတိုက်ခံအားလုံးကိုကြော်ပြီးလိုရာပြည့်စုံနိုင်တဲ့ဘဝတိုးတက်ခြင်းရဲ့ကံနှစ်သာရကိုကြုံမယ်ကြာသာပတေးနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကောင်းတယ်ကိုယ့်ကိုကြိုးပေးလိမ့်မယ်တနင်္ဂနွေရင်ကမွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်ငါးခွန်ကိုကနန်းတွေကြိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်ဝှက်ပြီးလိုရာကိစ္စဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားတင်လိုရာစန္ဒပြုစန္ဒပြည့်စုံနိုင်မယ်ကျေးဇူးတင်ပါတယ်